အားလုံးပဲမင်္ဂလာပါခင်ဗျာဒါတော့ကြာတာပရိနေ့နေ့လည်စာလေးပါခင်ဗျာကြာတာပရိနေ့နေ့လည်စာတရားလုံးပဲထမင်းစားကြပါဦးတော့ဒါကစုံရဲ့အချင်းပါခင်ဗျာကစုံရဲ့အချင်း today special ကစုံရဲ့အချင်းပေါ့ဗျာtoday special နောက်တစ်မျိုးကတော့ကျွန်တော်တို့ရွှေဖြုံကြီးအနုလေးတွေကိုဒီမှာကြော်ထားတယ်ဗျာရွှေဖြုံကြီးအနုလေးကြော်တယ်ငါးဟင်းပါခင်ဗျာ today special ငါးဟင်းအားလုံးပဲထမင်းစားကြပါအောင်တော့ငါးဟင်းဒါတော့ငါးမြားကြီးချက်ပါခင်ဗျာငါးမြားကြီးချက်ဒါကျွန်တော်တို့ထမင်းစားပြီးအချိုတဲအောင်လို့တင်မော်ဒီရဲ့ပြီးတော့ကျွန်တော်ဖရဲဒီရဲ့ပေါ့ဗျာကဲအားလုံးထမင်းစားကြပါနော်ထမင်းစားကြပါအောင်နော်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးကြတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ